င်္ဂလာပါပရိသတ်ကြီးရှင်ဒီနေ့မှာတော့ကျမတို့အနုပညာလောကသားတွေနဲ့ပရိသတ်တွေအားလုံးအတွက်တကယ်ကိုစိတ်မကောင်းဖြစ်စေရတဲ့သတင်းတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးချစ်ခင်ကြတဲ့လူငယ်အဆိုတော်တရုတ်ဆောင်ပညာဖုံးပြေးတယောက်စိုးရိမ်ရတဲ့ကျန်းမာရေးအခြေအနေကြောင့်သူဝဒနာပါတဲ့အနုပညာအလုပ်တွေကိုရပ်နားလိုက်ရပြီလို့သိရပါတယ်ဒီကိစ္စကဘာကြောင့်လဲသူကိုယ်တိုင်ဘာတွေပြောထားလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ရအောင်ရှင်ဧပြီ17ရက်နေ့မှာပညာဖုံးပြေးကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့်ပရိသတ်တွေကိုအသိပေးစကားဆိုလာခဲ့ပါတယ်။မူလကသူလက်ခံထားတဲ့မော်လမြိုင်က Happy Coffee တကြံပွဲနဲ့တန်ဖြူစရက်ကွမ်မလာရွာကတချင်းဆိုဖျော်ဖြေပွဲတွေကိုမတက်ရောက်နိုင်တော့ကြောင်းအနုအညွတ်တောင်းပန်ထားတာပါ။အဓိကအကြောင်းအရင်းကတော့ရှောင်လွှဲလို့မရတဲ့ကျန်းမာရေးအခြေအနေအရေးပေါ်ဖြစ်သွားတာကြောင့်လို့သိရပါတယ်။အဆိုးဆုံးကတော့လက်ရှိမှာကျန်းမာရေးအခြေအနေဟာစိုးရိမ်ရတဲ့အနေအထားမှာရှိနေလို့သူသိချစ်တဲ့အနုပညာအလုပ်တွေကိုပါဆက်မလုပ်နိုင်တော့ပဲရပ်နားလိုက်ရပြီလို့အသိပေးလာတာပဲဖြစ်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးကျမတို့ channel ရဲ့အမြင်ကိုပြောရရင်တော့တကယ်ကိုနှမျောဖို့ကောင်းလာပါတယ်။ပညာဖုံးပြေးဆိုတာအခုမှအောင်မြင်မှုလမ်းကြောင်းပေါ်မှာစ조사နေစေအလားအလာအများကြီးရှိတဲ့အနုပညာရှင်တစ်ယောက်ပါ။အခုလိုအောင်မြင်မှုတွေထပ်မံစုခူးရမယ့်အချိန်လေးမှာမှကံတရားကမျက်နှာသာမပေးပဲကျမ်းမာရေးကအခုလိုအခြေအနေဆိုးလာတာဟာသူ့အတွက်ရပရိသတ်တွေအတွက်ပါကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလို့မြင်မိပါတယ်။ပရိသတ်တွေရဲ့တုံ့ပြန်မှုတွေကိုကြည့်မယ်ဆိုရင်လည်းအမြန်ဆုံးနေကောင်းပါစေလို့ဆုတောင်းပေးနေကြတာတွေ့ရတယ်လို့အချို့ကလည်းကံတရားကသူ့ဘက်မှာမရှိရှာဘူးအရန်ပင်ပန်းသွားလို့လားဆိုပြီးစိုးရိမ်တကြီးမိကွန်းထုတ်နေကြပါတယ်ကျမအနေနဲ့ထပ်ဖြည့်ပြောချင်တာကတော့အနုပညာရှင်တွေဟာပရိသတ်ကိုပျော်ရွှင်မှုပေးဖို့အတွက်သူတို့ရဲ့ပင်ပန်းနွမ်းနယ်မှုတွေကိုဖုံးကွယ်ပြီးစူးစမ်းကြရတာပါပညာဖုံးပြည့်အနေနဲ့ဘလို့ယောဂဝေဒနာမျိုးကိုခံစားနေရတယ်ဆိုတာအသေးစိတ်မသိရသေးပေမဲ့အနုပညာအလုပ်ကိုပါရပ်နားလိုက်ရတယ်ဆိုရင်တော့အခြေအနေကတော်တော်လေးကိုဂရုစိုက်ရမယ့်အနေအထားဖြစ်နေပုံရပါတယ်အခုလိုအနုပညာအလုပ်တွေကိုပါဆွန့်လွတ်လိုက်ရတဲ့အထိဖြစ်သွားတဲ့ပညာဖုံးပြည့်ရဲ့ကျမ်းမာရေးဟာဘယ်လောက်ထိဆိုးရွားနေလဲဆိုတာကိုတော့ကျမတို့ပရိသတ်တွေအားလုံးဆက်လက်ဆောင်ကြည့်ရင်အားပေးနေရအောင်ပါပညာဖုံးပြည့်အနေနဲ့အလုပ်တွေထက်မိမိရဲ့ကျမ်းမာရေးကိုပဲအရင်ဆုံးအာရုံစိုက်ပြီးကုသမှုတွေကိုအကောင်းဆုံးခံယူကဒီဆိုးရွားတဲ့ဝေဒနာတွေကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ကျမတို့ channel ကနေလည်းထပ်မံဆုတောင်းမေတ္တာပို့ပါတယ်ရှင်မိဘပြည်သူပရိသတ်ကြီးအနေနဲ့ရောပညာဖုံးပြည့်အတွက်ဘယ်လိုဆုတောင်းစကားလေးတွေပြောပေးချင်ပါသလဲအောက်က comment မှာဝင်ရောက်ရေးသားပေးခဲ့ကြပါဦးအခုလိုအနုပညာသတင်းတွေနဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲကြည့်ရှုနိုင်ဖို့ကျမတို့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲကျမ်းမာရွှင်လန်းကြပါစေရှင်